အားလုံးပဲမင်္ဂလာပါခင်ဗျာ Top Powerful Knowledge Channel မှာကြိုဆိုလိုက်ပါတယ်ဒီခုတစ်ခါတင်ပြသွားမှာကတော့ယောက်ျားပြည်သားဖို့ဆိုရင်ဆိုတဲ့စာစုလေးကိုတင်ပြသွားမှာပဲဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ခင်ဗျာဒါရေမေးလို့သာဖြေလိုက်ရတယ်ဒါကအဲ့ဓာတွေနားလည်ဖို့အသက်ငယ်လွန်းပါသေးတယ်ဒါပေမဲ့ဒါမေတုံပူပူနွဲ့နွဲ့ရှိတုံဖြေဆိုထားခြင်းနဲ့ဒါနားမလည်နိုင်သေးရင်လဲစာနဲ့ဖြေဆိုထားတာပေါ့ဒီထဲမှာပါတဲ့အချက်တွေအားလုံးအဖေလဲမလိုက်နာနိုင်ခဲ့ပါဘူး။ဒါကြောင့်မို့လို့လဲဖေဘဝမအောင်မြင်ခဲ့တာပါ။ဒါကိုပျော်ရွှင်စေခြင်းနဲ့အောင်မြင်စေခြင်းနဲ့ယောက်ျားပိသားစေခြင်းနဲ့ယောက်ျားပိသားဖို့ဆိုရင်နံပါတ်1တည်ငြိမ်ဖို့လိုပါတယ်။လွယ်နဲ့ကိုယ်ခံစားချက်ကိုမျက်နှာမှာမပြသရဘူး။တွေ့တဲ့လူနဲ့ကိုယ်ဒုက္ခတွေအခက်အခဲတွေမပြောပြရဘူး။သူများရဲ့အကြံဉာဏ်ကိုမတောင်းဆိုခင်ကိုတိုင်းအရင်စဉ်းစားထားပါဒါပေမဲ့အရင်မပြောပါနဲ့အတတ်နိုင်ဆုံး complain မတက်ပါနဲ့မငြီးညူပါနဲ့အရေးကြီးတဲ့ကိစ္စများကိုအတတ်နိုင်ဆုံးသူများနဲ့အရင်ဆွေးနွေးပါဖြစ်နိုင်ရင်တရက်ကြော်ပြီးမှအပြင်ကိုဖော်ထုတ်ပါစကားပြောတာအလုပ်လုပ်တာကအစလမ်းလျှောက်တာကအဆုံးဘယ်တော့အခါမှမလောပါနဲ့ကိုယုံကြည်မှုရှိတာအလွန်ကောင်းပါတယ်ဒါပေမဲ့အခြားသူများရဲ့အယူဆကိုလည်းလစ်လျူမရှုပါနဲ့လူတိုင်းပေါ်ယဉ်ကျေးဖို့မင်းမှာတာဝန်ရှိတယ်တည်ထားရမှာကမင်းဘယ်သူထက်မှမထူးချွန်ပါဘူးနံပါတ်1အလေးထားဖို့လိုပါတယ်ကိုယ်ပတ်ဝန်းကျင်မှာဖြစ်ပေါ်သမျှအကျိုးအကြောင်းဆက်နွယ်မှုအကျိုးအကြောင်းဆက်ဆက်မှုတွေးခေါ်စဉ်းစားရပါမယ်မပြည့်စုံမပြီးမြောက်လိုက်တဲ့ကိစ္စတွေပေါ်အကြောင်းရင်းရဲ့အရင်းအမြစ်ကိုဖော်ထုတ်တတ်ရပါမယ်ဓမ္မရိုးကြပြုလုပ်နေတဲ့လုပ်ငန်းစဉ်များပေါ်ထိုးထွင်းမြင်တတ်အောင်စ조사ရပါမယ်ဘာပဲလို့အစီအစဉ်လုပ်ငန်းစဉ်တိုင်းပြုလုပ်တတ်တဲ့အကျင့်ရှိရပါမယ်နံပါတ်3ယုံကြည်မှုရှိရပါမယ်ဘယ်တော့မှယုံကြည်မှုရုပ်ရော့စေတဲ့စကားမပြောဆိုပါနဲ့ကိုယ်ဆုံးဖြတ်ချက်ကိုလွယ်နဲ့မပြုတ်ပြင်ပါနဲ့ခဏနောင်တရတာမျိုးမဖြစ်စေနဲ့လူအများအငင်းခုန်ဖြစ်ပေါ်နေတဲ့နေရာများမှာကိုယ့်ရက်ဒီချက်မပြောက်ဆုံးပါစေနဲ့လူအများစိတ်ဓာတ်ကျနေတဲ့ပတ်ဝန်းကျင်နဲ့ကြုံခဲ့လို့ရှိရင်ကိုကအကောင်းမြင်နေအောင်စူးစမ်းရမယ်ဘာကိုပဲလို့စိတ်နဲ့ကိုယ်နဲ့လောက်တတ်တဲ့အကျင့်မွေးမြူရပါမယ်တခုခုအစမပြေရင်ခဏရလိုက်ပါဖြည့်ရှင်းထိုးပေါက်နိုင်ဖို့နီလန်းရှာပါချက်ချင်းပြန်စပါနံပါတ်4သဘောထားကြည့်ရပါမယ်မိတ်ဆွေဖြစ်နိုင်တဲ့မြေသူကိုမဆိုပြိုင်ဘက်ဖြစ်အောင်မတုံးပို့ပါနဲ့သူများရဲ့တင်းငယ်တဲ့အမားပြော့ွယ်ဟာဂတ်တွေပေါ်လုံးဝမတွက်ကပ်ပါနဲ့ငွေရေးကြေးရေးနဲ့ပတ်သက်လာရင်အတတ်နိုင်ဆုံးသဘောထားကြည့်ပါဘယ်တော့မှဘဝင်မမြင့်အောင်နေထိုင်ပါမြည်သည့်အောင်မြင်မှုမဆိုသူများနဲ့မျှဝေနိုင်အောင်ကြိုးစားပါနံပါတ်5ဂရိတီးရပါမယ်မဖြစ်နိုင်တဲ့အရာဘယ်တော့မှလွယ်လွယ်နဲ့မပြောမိပါစေနဲ့မဖြစ်နိုင်တဲ့ကြွေးကြော်တန်တွေဘယ်တော့မှအသုံးမပြုပါနဲ့တိုက်ရိုက်ဖြစ်စေတွေ့ဝရည်ဖြစ်စေသူများတိမတိတပတ်ရိုက်တဲ့အလုပ်မျိုးအမြဲရှောင်ရှားပါလူလေကြတာမျိုးဘယ်တော့မှမပတ်သက်မိပါစေနဲ့နံပါတ်6တာဝန်ယူရဲရပါမယ်အပြစ်နာစာတစ်ခုခုကိုပြန်လဲသုံးသပ်ရတော့မယ်ဆိုရင်ကိုကနေအရင်စဆုံးသုံးသပ်ပါဘာစီမံကိန်းမဲ့ဆွဲတစ်ခုလုံးခြုံငုံသုံးသပ်တတ်တဲ့အကျင့်မွေးမြူပါကိုကြောင့်ဖြစ်ပေါ်လာတဲ့ဘယ်ပြဿနာကိုမဆိုတာဝန်ယူရဲပါနံပါတ်9တိုးတက်အောင်အမြဲစူးစမ်းနေပါစေဘိုးတုဒစုဆောင်းတတ်တဲ့အကျင့်မှတ်စုရေးရတဲ့အကျင့်မွေးမြူပါကိုနားလည်အောင်အမြဲစူးစမ်းပါကိုမှအစမပြေရင်ဘယ်သူနဲ့မှအစမပြေနိုင်ပါဘူးဘာပဲလို့ရည်ရွယ်ချက်ထားရှိပါဘာသာရေးကိုကိုင်းဆိုင်မှာဒါပေမဲ့ကိုအစွမ်းကုန်မစူးစမ်းလို့ကိုကောင်းစီမံမခန့်ခွဲတတ်လို့ဘဝမှာဆုံးရှုံးမှုသို့မဟုတ်မအောင်မြင်မှုနဲ့ကြုံလာရတဲ့အခါဘဝဘေးကုသိုလ်မကောင်းလို့ကံမကောင်းလို့ဆိုတဲ့ပုံစံမျိုးနဲ့အကြောင်းပြချက်မရှာပါနဲ့ဆက်စူးစမ်းပါနားဆင်ပြေကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဤစာစုကိုရေးသားခဲ့သူအား credit ပေးဖို့ကျွန်တော်လိုက်ရှာပါတယ်ရှာလို့မတွေ့ပါဘူးအကယ်၍များနားဆင်ကြတဲ့သူထက်မှာဤစာစုကိုရေးသားတဲ့သူကိုများသိရင်ကျွန်တော်ကိုကျေးဇူးပြုပြီးတော့ပြောပြပေးဖို့မေတ္တာရက်ခံပါတယ်ကျေးဇူးတင်ပါတယ်